ကဲဒီနေ့မှာကျွန်တော်မှားထားတဲ့ဒီ PRV02 နဲ့ကျွန်တော်ဒီ OP12 ပေါ့ကျွန်တော်ဒီ booster box နှစ်ခုကျွန်တော်ရလာပြီbooster box နှစ်ခုအပြင်ကျွန်တော်ဒီ OP8 ကျွန်တော်ဒီ single pack လေးကျွန်တော်5ခုလေးကျွန်တော်ဝယ်ထားတယ်ဒီကျွန်တော်ဒီ booster box နှစ်ခုမဖောက်ခင်မှာတော့ကျွန်တော်ဒီ OP8 ဒီ single pack 5ခုကိုကျွန်တော်အရင်ဆုံးဖောက်မယ်အဲ့ထဲမှာကျွန်တော်ဒီ manga rally ကျွန်တော်ဒီ alternative ကျွန်တော်ဒီ SP card တွေပါတယ်အဲ့ထဲကနေမှကျွန်တော်တစ်ခုခုများပေါက်မလားဆိုတော့ကျွန်တော်ချက်ကြည့်မယ်ဒါပေမဲ့ကျွန်တော်အများကြီးတော့မျှော်နေထားဘူးအဓိကတော့ကျွန်တော် SR ကလေးကျွန်တော်စုလို့ရတဲ့ကလေးပါရပြီဒါနဲ့အနောက်မှာကျွန်တော်လာဘူးရုပ်တွေရောက်နေရဆိုတာကျွန်တော်ဒီ delivery ပို့တော့ကကျွန်တော်မှားပြီးထည့်ပေးလိုက်တော့ကြောင့်မလို့ကျွန်တော်လက်ခတ်ဒီမြင်လို့ရှိအောင်ဆိုပြီးကျွန်တော်နောက်မှာပြထားတာပြီးကျွန်တော်ပြန်ပေးရအောင်ပါရတယ်ခဲကျွန်တော် King Leader ကတ်ရတယ်SOS ကျွန်တော် Seraphine ရတယ်ကျွန်တော်ဒီ Seraphine ကျွန်တော်9កောင်ရှိတဲ့တင်မှာကျွန်တော်ဒီ One Piece card game တွေမှာကျွန်တော်တွေ့တာတော့ဒီ4កောင်ပါပေါ့4កောင်ပဲကျွန်တော်ရှိသေးတယ်အဲ့ဒီမှာကျွန်တော်ဒီ Snake ဆိုလို့ရှိရင်ကျွန်တော်ဒီ alternative အရှိမယ်ကျွန်တော်ဒီကတ်တွေရောကျွန်တော်တစ်ချက်တော့စုအောင်မယ်ကျွန်တော်ဒီဈေးကွက်ထဲမှာဖြစ်ဖြစ်ကျွန်တော်ဒီ trader ဖြစ်ဖြစ်ကျွန်တော်ချက်တော့ကြည့်ရမယ်ကျွန်တော်ပထမဆုံး SR ကကျွန်တော်ပေါင်းနေရတယ် so ကျွန်တော်တို့တကယ်တော့ကျွန်တော်ဒီဗီဒီယိုရိုက်ထားတာကျွန်တော်ဒီနိုဝင်ဘာလအစလောက်တော့ကျွန်တော်ရိုက်ထားတာဒါပေမဲ့အဲ့တုန်းကကျွန်တော်ဒီနိုဝင်ဘာလ9ရက်နေ့မှာထွက်မဲ့ကျွန်တော် OP13 ကိုကျွန်တော်ဝယ်ပြီးခါကြလို့ရှိရင်တခါတည်းကျွန်တော်ဗီဒီယိုတောက်လျှောက်ဖြုတ်ရမယ်လို့ထင်ထားတကယ်တမ်းတော့အခုလောဆယ်မှာကျွန်တော်ဒီ OP13 ကကျွန်တော်လုံးဝကျွန်တော်ရှာဝယ်လို့မရသေးဘူး pre-order တင်တယ်လက်ခံတာပဲရှိတယ်ကျွန်တော်စီဒီ booster box ကမရောက်လာသေးဘူးဘာလို့လဲဆိုတော့ဒီဈေးကွက်ထဲမှာဒီ OP13 ကအရန်ကို hit ဖြစ်နေပြီးတော့သူ့ရဲ့ဈေးနှကလည်းအခုချိန်မှာဒီ30ရာခိုင်နှုန်းလောက်တက်သွားတာဆိုတော့တကယ်တော့ OP8 ဆိုလို့ရှိရင်ကျွန်တော်ထွက်ထားကြပြီဒါပေမဲ့ဒီဈေးကွက်ထဲမှာတော့အနေနဲ့များတော့နေသူတော့တွေ့နေရတော့မယ်တကယ်လည်းလုံးဝရှာလို့မရတာကျွန်တော် OP9 10 11ဆိုလို့ရှိရင်ကျွန်တော်ဒီမန်ဂါတွေဆိုလို့ရှိရင်အောင်ဈေးရမ်းများတော့ကျွန်တော်ဈေးကွက်ထဲမှာတော့မရှိတဲ့လောက်ဖြစ်တယ်ကျိုးဆိုလို့ရှိရင်ဒီ quality ဆိုလို့ရှိရင်လည်းတိမ့်ထားတာပေါ့နော်တိမ့်ထားပြီးတော့သူချင်းမှသူပြန်ရောင်းစားတာဖြစ်ဖြစ်တာပေါ့သူပြန်ပြီးတော့ဈေးတန်ဖိုးပို2ဆ3ဆလောက်မြင့်နေအောင်ဆိုပြီးသူတို့ထားထားတွေ့တယ်ကဲကျွန်တော်တို့ Black Marina ကျွန်တော်ရိုင်းထွေးထူးပေါက်သွားတာမရှိဘူးကျွန်တော်ဒီ SR ကတ်ကျွန်တော်2ကတ်ရတယ်ကျွန်တော်ကျန်တာတော့ထွေးထူးမရှိပါဘူးဒီလောက်ပါပဲ